ရောက်ပြီဒီချိန်ခါလေလက်ဆောင်လာသည်တိုးနာကသည်ကျေရောက်လင်းလဲမိုးသားအောင်မှာအပန်းဖြေဖို့ရာငါလေးခိစားငါမောင်းခဲ့ပြီခီးထွက်လာပြီအနာဂတ်လက်စီဂီတာကိုင်မီခီးစက်ခဲသည်ငါစိတ်ကူးသည်ရှောင်းနေဦးရဲ့ရှိတ်ခဲအောင်မှာအတွေ့ခေါ်တတ်ကြွားဒီမိုက်ခရိုဖုန်းကိုင်မီဦးတီတေးချင်ဆိုသည်အခက်ခဲများသည်တရားနာတရားဆိုရွာခဲ့သည်အတွေ့အကြုံများသည်